look out ဆိုတဲ့စကားလုံးလေးကိုကြားဘူးကြလားဘယ်လိုဘာသာပြန်ကြလဲ look ကကြည့်သည် out ကအပြင်တို့ look out အပြင်တို့ကြည့်သည်ဒီလိုဘာသာပြန်ကြလားအဲ့ဒါဆိုမှားတယ်နော်မင်္ဂလာပါ English with Esther Channel ကနေကြည့်လို့ပါတယ်ဒီနေ့မှာတော့ Esther က look နဲ့ပတ်သက်တဲ့ phrase ဘက်၅လုံးနဲ့သူတို့ကိုဘယ်လိုနေရာမှာအသုံးပြုတယ်လဲသူတို့ရဲ့အဓိပ္ပာယ်ကဘယ်လိုလဲဆိုတာကို sharing လုပ်ပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ပထမအဆုံးတစ်လုံးဖြစ်တဲ့ look out ခုနကပြောရဲ look ကကြည့်သည် out ကအပြင်သို့ look out သူတို့နှစ်ခုတွဲလိုက်လို့ရှိရင်အပြင်သို့ကြည့်သည်လို့ဘာသာမပြန်ရပါဘူးသူတို့နှစ်ခုတွဲလိုက်လို့ရှိရင်အဓိပ္ပာယ်ကသတိထားဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် look out the car is coming သတိထားအောင်ကားလာနေရဲ့ဒီလိုနေရာမျိုးမှာဆိုရင် look out ကိုသုံးပါတယ်တစ်လုံးဖြစ်တဲ့ look up ကကြည့်သည် up ကအပေါ်သို့ look up တွဲလိုက်လို့ရှိရင်အပေါ်သို့ကြည့်သည်လို့ဘာသာပြန်ရမှာလားမဟုတ်ပါဘူးเนาะ look up ရဲ့အဓိပ္ပာယ်ကအချက်အလက်ရှာဖွေတာဥပမာကိုကစာသင်နေရင်းနဲ့ကိုမသိရဲ့အင်္ဂလိပ်စာစကားလုံးတစ်လုံးပါလာတဲ့အခါမှာကိုကမသိလို့ dictionary မှာရှာဖွေလိုက်တယ်အဲ့လိုခံရမှာဆိုရင် look up လို့သုံးရပါတယ် I'm looking up a word in dictionary နာ dictionary ထဲမှာစကားလုံးတစ်လုံးရှာဖွေနေတာဆိုပြီးတော့သုံးပါတယ်တတိယတစ်လုံးဖြစ်တဲ့ look for ရဲ့အဓိပ္ပာယ်ကလည်းရှာဖွေသည်ပဲဒါပေမဲ့ဘယ်လိုနေရာမှာရှာဖွေရလဲဆိုရင်ကိုယ့်ရဲ့ပစ္စည်းကိုကတနေရာမှာမှားပြီးထားလိုက်လို့မတွေ့တဲ့အခါမျိုးမှာရှာဖွေတဲ့နေရာမှာကိုကလူတစ်ယောက်ကိုမတွေ့လို့လိုက်ရှာနေတဲ့အခါမျိုးမှာဆိုရင် look for ကိုသုံးပါတယ်ခုနက look up ကကိုမသိတဲ့အချက်အလက်ကိုရှာဖွေတဲ့အခါမှာ look up ကိုသုံးပြီးတော့အခုက look for ကကျတော့ကိုကပစ္စည်းတစ်ခုခုလူတစ်ယောက်ကိုလိုက်ရှာနေတဲ့အခါမှာဆိုရင် look for ကိုသုံးပါတယ်ဥပမာ I'm looking for my phone ငါရဲ့ဖုန်းလိုက်ရှာနေရစတုဒ္ဓတစ်ခု look after lookကြည့်သည် after နောက်က look after နောက်ကကြည့်သည်မဟုတ်ပါဘူးเนาะ look after ရဲ့အဓိပ္ပာယ်ကကြည့်ရှုစောင့်ရှောက်သည်ငယ်ချင်းငါရဲ့အကြောင်းလေးကိုသိထားပေးနိုင်မလားဒီလိုခံရမှာဆိုရင် look after ကိုသုံးပါတယ် Can you look after my cat while I'm away ငါ away ကိုသွားနေတော့ငါရဲ့အကြောင်းလေးကိုကြည့်ရှုထားပေးနိုင်မလားဆိုပြီးတော့ပြောတာပါနောက်ဆုံးတစ်လုံးဖြစ်တဲ့ look forward ရဲ့အဓိပ္ပာယ်ကကြတော့အခုခုမျော်လင့်နေတဲ့အခါမှာဆိုရင် look forward ကိုသုံးလို့ရပါတယ် look forward ရဲ့အဓိပ္ပာယ်ကမျော်လင့်ပေါ့နော်အဲ့တော့ I'm look forward to seeing you ငါမျိုးတွေ့ရဖို့မျော်လင့်နေတယ်ဟုတ်ပြီနော်ဒီလိုမျိုးကိုကတခုခုမျော်လင့်နေတဲ့အခါမျိုးတွေမှာဆိုရင် look forward to ကိုသုံးလို့ရပါတယ်ဒါပေမဲ့ look forward ရဲ့နောက်မှာ to plus buff ing လိုက်ပါတယ် look forward to seeing you တကူကတခုခုမျော်လင့်နေရဆိုတဲ့နေရာမှာဆိုရင် look forward to buff ing ကိုသုံးလို့ရပါတယ်ကဲအခုဆိုလို့ရှိရင် look နဲ့ပတ်သက်တဲ့ phrasal လေးတွေကိုလည်းရှင်းပြပြီဆိုတော့ဒီစကားလုံးလေးတွေကိုကိုကနေရာမှန်မှန်လေးမှာအကျိုးရှိရှိအသုံးချတတ်မယ်လို့မျှော်လင့်ပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲ bye bye